လေယာတစ်ခုမှာမင်းကလေးတယောက်ကသူမရဲ့ဘဝတစ်လျှောက်လုံးကိုဖြတ်တန်းလာခဲ့ပါတယ်အဲ့ဒီလေယာမှာတော့အသက်ရှင်နေရတာကတည်ချင်းထက်တောင်ပိုဆိုးပါတယ်အဲ့ဒီနေရာမှာလူတွေကိုပင်လယ်အောက်အနက်ထဲဆင်းပြီးခရုအလွာတွေကပလဲတွေထောက်ယူဖို့လေ့ကျင့်ပေးထားပါတယ်ဒီလေ့ကျင့်မှုကအလွန်အန္တရာယ်များလွန်းလို့ဒိုင်ဘာအများပြားကလမ်းကြားမှာပဲအသက်ဆုံးရှုံးသွားကြရပါတယ်မင်းကလေးကတနေ့နေ့မှာဒီလေယာကနေလွတ်မြောက်နေဖို့အမြဲအိမ်မက်မှန်နေပါတယ်ဒီနေ့မှာလေယာအုပ်ချုပ်ရေးမှုကကြီးညာချက်ထုတ်ပြီးအန်ဒီရဲ့အလိုများတဲ့ဒုံဝမ်ရေကန်တွေကပလဲတစ်လုံးကိုယူလာနေသူကိုဆုလာကြီးကြီးမားမားပေးမယ်လို့ပြောကြပါတယ်ဒုံဝမ်ရေကန်ဟာအသက်အန္တရာယ်ရှိတဲ့ပင်လယ်သတ္တဝါတွေနေထိုင်ရာပင်လယ်ဒေသတစ်ခုဖြစ်ပြီးအဲ့ဒီနေရာကိုပလဲယူဖို့တွားခဲ့တဲ့သူတွေထဲမှာအသက်ရှင်ပြီးပြန်လာနိုင်သူတယောက်မှမရှိခဲ့ပါဘူးအန်ဒီရဲ့များနေပေမဲ့လွတ်လပ်မှုကိုစံတက်ပြင်းပြနေတဲ့ဒိုင်ဘာအချို့ကဒီစိန်ခေါ်မှုကိုလက်ခံလိုက်ကြပါတယ်အဲ့ဒီဒိုင်ဘာတွေထဲမှာမင်းကလေးဒွန်ကိုလေးပါဝင်ပါတယ်သူတို့အားလုံးကလွေတစီးနဲ့ဒွန်ဝမ်ရေကန်ဘက်ကိုထွက်ခွာကြပါတယ်နေရာကိုရောက်လာတဲ့အခါရေထဲကိုခုန်ချကြပါတယ်ပင်လယ်ရေကအပိုလီယံမှာတော့တင်းငိမ့်ပြီးတာယာပုံရပြီမဲ့အောက်ခြေမှာတော့အန်ဒီရဲ့ပြီးဖုံးကွယ်နေပါတယ်ရေငုံနေစဉ်ဒွန်ကိုကခရူးကြီးတစ်လုံးကိုတွေ့ပြီးပလဲတစ်လုံးကိုအောင်မြင်စွာထုတ်ယူနိုင်ပါတယ်ဒါပေမဲ့အခြားဒိုင်ဘာတွေကနောက်ကနေတိုက်ခိုက်ပြီးသူမစီကပလဲကိုလူယူဖို့ကြိုးစားကြပါတယ်တိုက်ခိုက်မှုအတွင်းဒွန်ကိုဟာရေအောက်မှာတတိလက်သွားပါတယ်အဲ့ဒီအချိန်မှာလေဒိုင်ဘာတွေကသူတို့စီကိုလာနေတဲ့ငမန်းတကောင်ကိုတွေ့လိုက်ရပါတယ်ကြောက်ရွံ့မှုကသူတို့ကိုဖမ်းဆီးလိုက်ပြီးအလင်းအမြန်ရေပေါ်တက်ကလွေပေါ်ကိုပြန်တက်သွားကြပါတယ်